ခုနှစ်ရက်သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောတွေကိုစောင့်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုစောင့်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်ဆင်အောင်လွှဲမပါစေ။2025ခုနှစ်ဒီဇင်ဘာလ29ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်။အင်္ဂါသားသမီးများအတွက်ဒီနေ့မှာအိုးအိမ်အဆောက်အဦနေရာထိုင်ခင်းတွေလည်းပြုပြင်ရတဲ့ပြင်ဆင်ရတဲ့အသစ်တပံမွမ်းမံပြင်ဆင်ရတဲ့နော်အလုပ်ထဲမှာလည်းစိတ်ရှုပ်စရာစိတ်ညစ်စရာစိတ်တွေတအားမွန်ကျက်စရာများနဲ့လည်းဒီနေ့မှာကြုံရတဲ့ကျမ်းမာရေးအနေနဲ့လည်းတတိထားနော်ဘယ်ဘက်လက်တစ်ဖက်ကိုနာကျင်တာကြိုက်ခဲတာအနာတရားတွေလက်တစ်ဖက်မှာအနာတရားရတဲ့ဖျားပုံတော်ရဟန္တာပုံတော်တွေအိမ်ကိုကြွလာရင်ဒီ80ရာခိုင်နှုန်းဒီပေါက်ခင်းရှိတယ်ဒီထိုးနော်4အစ6ဆုံးဒီထိုးရမှာဖြစ်ပါတယ်အခြေရေးမှာတော့ဒီနေ့မှာအယူအစတွေကွဲလွဲနေတတ်တယ်နော်အိမ်တော်ရေးမှာတော့ဒီနေ့မှာအိမ်တော်ရေးနဲ့ပတ်သက်ပြီးသွားလို့ရှိရင်စိတ်ချမ်းသာစရာဝမ်းသာစရာများနဲ့လည်းကြုံရတတ်တယ်နော်အကျိုးပေးသောအယောင်မှာအစိမ်းရောင်နဲ့အပြာရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာတစ်တီ6စိတ်ကလူပြားမှာဖြစ်ပါတယ်ရှင်